ဒီတက်မတော်ကိုတခုခုအမုန်းတကြီးတခုခုကြောင့်ဥမာတဘုံကိုအားကိုးလိုက်တာမျိုးတို့ဒီ blue helmet ကိုအားကိုးလိုက်တာမျိုးတို့ဟုတ်ကဲ့ကျွန်တော်အဲ့လိုအားကိုးလို့ကတော့ဗာလဲဒီဗာလဲဥကောင်မင်းပြောတဲ့စကားလေးလင်းငယ်ယူမှလင်းချီကောင်းမှန်းတည်တယ်ဆိုတဲ့ဟာအဲ့ဒါဖြစ်တယ်တကယ်လုံးအပ်နေတာစီရီယံသူရဲကောင်းများပါတိုင်းပြည်ကိုကာကွယ်ပေးကြပါပြည်သူတွေကိုစောင့်ရှောက်ခြင်းဖြင့်စီရီယံမှာပါဝင်ပေးကြပါလို့ဝန်ထမ်းပေါင်းကိုဒီနေရာကနေမြစ်တာရက်ခံနေပါတယ်ရှင်သူရဲကောင်းတွေဖြစ်ပါပါတာဝတ်သူရဲကောင်းတွေမြမပြည်သူရဆောင်းရှောက်ပါပါအဲ့ဒီကြောင့်မလို့မကြောက်ကြပါနဲ့ရုံမတက်ပဲနဲ့ရုံထပ်ပေးကြပါလို့မြမလူငယ်ကိုစားတောင်းပန်ပါစီရီအမ်မှာဘာလို့အလုပ်လုပ်တယ်ဆိုရင်ကျွန်တော်တို့ပြည်သူတွေအားလုံးကဝိုင်းဝန်းပြီးတော့ဆောက်ရှောက်မှာပါစီရီယံမှာပါဝင်ပေးတဲ့ပြည်သူဝန်ထမ်းများအားလုံးအတွက်ကိုလည်းစောင့်ရှောက်မှုတွေအားလုံးတရားဝင်အားလုံးရှိထားပြီးသားလို့ပြောချင်ပါတယ်ရှင်ပြီးတော့နိုင်ငံတကာအနေနဲ့ရကလူတန်းထားတဲ့တရားဝင်စောင့်ရှောက်မှုတွေလည်းရှိနေပါတယ်လို့ပြောချင်ပါတယ်အခုဆိုရင်ဒါစီရီယံမှာပါဝင်တဲ့သူတွေအားလုံးအခက်အခဲများရှိခဲ့ရင်ဒါအကူအညီပေးဖို့အဖွဲ့အစည်းတွေကလည်းအသင့်ပါပဲရှင်အဲ့တော့ဖုန်းလေးနဲ့ပဲဆက်သွယ်လိုက်ပါအကူအညီပေးဖို့အသင့်ပါပဲရှင်ရှင်တို့ကိုယ်တိုင်လည်းတကယ်လို့အဲ့လိုမျိုးရှိခဲ့ရင်ရှင်တို့ကိုဆက်သွယ်လာခဲ့ရင်ရှင်တို့ကတကယ်ကိုအကူအညီပေးနိုင်တဲ့အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီးတော့မှရှင်တို့ကူညီပေးမှာပါလို့အဲ့တော့စီရီယံမှာပါဝင်ပေးကြဖို့ရှင်ရတောင်းဆိုပါတယ်တောင်းပန်ပါတယ်ရှင်အနာဂတ်ပေါ့နော်ကိုယ့်ရဲ့မျိုးဆက်သစ်တွေရောအနာဂတ်ရှိစေရမယ်ရှင်တို့ရဲ့တိုင်းပြည်အတွက်ကိုရောစီရီယံမှာပါဝင်ပေးကြပါလို့ရှင်ရတောင်းဆိုချင်ပါတယ်ရှင်အားလုံးပဲမကြောက်ကြပါနဲ့ဂျိုင်းလူတွင်းရင်ရွေ့နိုင်ပါတယ်နောက်မှလည်းပြည်သူတွေအများကြီးပေါ့နော်ဝိုင်းဝန်းပေးဖို့အစင်းသိရှိပါတယ်အဲ့တော့ CDM လုံနေကြတဲ့သူတွေလည်းကျေးဇူးတင်ပါတယ် CDM မလုပ်ရသေးတဲ့သူတွေအကုန်လုံးလည်းလိုက်လာခဲ့ပါရှေ့မှာအနာဂတ်တွေအများကြီးကစောင့်ကြိုနေပါတယ် CDM လေးတစ်ချက်ပဲလုပ်ပေးပါလို့ပြောချင်ပါတယ်CDM လုပ်တယ်ဆိုတာကကျွန်တော်တို့အလုပ်ထွက်ရတာမဟုတ်ပါဘူးမိမိတို့လက်ရှိနေတဲ့ဝင်တဲ့အင်အားတွေကနေပြီးတော့ဖယ်ပေးကြလည်းမလိုပါဘူးအကယ်၍များသစုံတရားဖိနှိပ်မှုတွေရှိလာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အစဉ်အသင့်အမြဲရှိနေမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ CDM လုပ်မဲ့ဝန်ထမ်းတွေကိုကျွန်တော်တို့လိုက်လဲဖိတ်ခေါ်ကြပါတယ်ရုံးမတက်လဲဘာရေးလဲပြည်သူတွေကကျွေးမယ် CDM ကြီးအောင်ပြီမို့ပြည်သူအားလုံးလက်တွဲမှုလို့သူရဲကောင်းတို့ရုံးမတက်ဖို့တောင်းပန်ပါတယ်ရှိခိုးပါတယ်ရုံးမတက်နဲ့ရုံးထွက်ရုံးမတက်နဲ့ရုံးထွက်